မကွေးတိုင်းဒေသကြီးမင်းဘူးစကုမြို့နယ်ထဲမှာထူးခြားတဲ့ရိုးရာလက်မှုပညာတစ်ခုနဲ့တံမွေးဝမ်းကြောင်းပြုနေတဲ့ရွာကလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာကတော့ရွာသားရကျေးရွာပါ။ဒီရွာကလေးဟာမြမရိုးရာမြေအိုးလုပ်ငန်းကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကျော်ကြားသလိုဒီကထွက်တဲ့ဦးတွေဟာလည်းအရေးသွေးပိုင်းမှာစံတင်လောက်အောင်ကောင်းမွန်လှပါတယ်။ရွာသားရရဲ့အိုးလုပ်ငန်းဟာမနေ့တနေ့ကမှစတင်ခဲ့တာမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ဘိုးဘွားဘီတွေနေလက်ထက်ကလေးကဒီမြေဒီရေကိုအခြေခံပြီးအခြေချခဲ့တဲ့မီယိုးဖလာလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။အိုးကောင်းတစ်လုံးဖြစ်ဖို့အတွက်ပထမဆုံးအဆင့်ကတော့မြေစည်းကိုစနစ်တကျပြင်ဆင်ရတာပဲဖြစ်ပါတယ်။အနီးအနားမှာရှိတဲ့ချောင်းဘေးမြောင်းဘေးတွေကရတဲ့မြေနီနဲ့မြေနက်ကိုအချိုးကျရောဆက်ရပါတယ်။အိုးသားခိုင်မာဖို့အတွက်တဲနုကိုထည့်သွင်းရသလိုအိုးဖုတ်တဲ့နေရာမှာလောင်စာအဖြစ်အသုံးပြုဖို့ထင်းနဲ့ကောက်ရိုးတွေကိုလည်းကြိုတင်စုဆောင်းရပါတယ်။အိုးတစ်လုံးဖြစ်လာဖို့ဆိုတာစိတ်ရှည်မှုနဲ့ကျွမ်းကျင်မှုပေါင်းစပ်ရတဲ့အမှုပညာတစ်ခုပါ။ပထမဆုံးရရှိလာတဲ့မြေတွေကိုရေစိမ်အမိုက်တိုက်ဖယ်ပြီးတမအောင်နှံ့စအောင်နေပေးရတာဖြစ်ပါတယ်။ပြီးရင်တော့အိုးထိန်ဆက်ပေါ်တင်ပြီးလက်နဲ့ပုံဖော်ပေးရပါတယ်။ပုံထွက်လာတဲ့အိုးစုကိုတစ်သားခက်ပြားနဲ့မြေလုံးလေးတွေသုံးပြီးအိုးသားညီညာအောင်ပုံကျအောင်ပြန်လဲရိုက်ခတ်ပေးရပါတယ်။ဒါကိုအိုးရိုက်ခြင်းလို့ခေါ်ပါတယ်။ပြီးရင်တော့အိုးတွေကိုအရိပ်ထဲမှာတဆင့်နေပူထဲမှာတဆင့်စနစ်တကျအချောက်လှမ်းပေးရတာဖြစ်ပါတယ်။အိုးတွေခြောက်သွားပြီဆိုရင်တော့နောက်ဆုံးအဆင့်ဖြစ်တဲ့မီးဖုတ်ခြင်းကိုစတင်ရတာဖြစ်ပါတယ်။အပူချိန်ဒီဂရီထောင်ချီရှိတဲ့အိုးဖိုကြီးတွေထဲမှာတညလုံးမီးတိုက်ရပါတယ်။ဒီလိုမီးတိုက်မှသာမြေစည်းဟာမာကျောတဲ့ကြွေသားလိုအိုးသားအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ရွာသားရအိုးတွေတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကြီးရတဲ့အချက်၅ချက်ရှိပါတယ်။အဲ့ဓာတွေကတော့တဘာဝအတိုင်းရေအေးမြမှုတန့်စင်တဲ့မြေသားအရေးအသွေးနဲ့မြေနဲ့တင်းတင်းလေးရှိမှုမကျွတ်ဖဲကြစ်လက်ခိုင်မာတဲ့အတွက်တက်မွေးဝမ်းကြောင်းကြာရှည်ခံမှုစက်ရန်နေရမပါပဲရှေးမှုမပြတ်လက်မှုအတက်ပညာစစ်စစ်ဖြစ်မှုနဲ့ရှေးရခင်နန်းသုံးအဖြစ်ကလေးကရှိခဲ့တဲ့ဒေသန္တရနာမည်ကုံသတင်းလိုပဲဖြစ်ပါတယ်။ရွာသားရအိုးရရဲ့ထူးခြားချက်ဖြစ်တဲ့ရေအေးမြမှုဟာသိပ္ပံနည်းကျအကြောင်းရင်းတွေရှိနေပါတယ်။မြေစည်းနဲ့တဲနုကိုအချိုးကျရောဆက်ထားတဲ့အတွက်အိုးသားမှာသေးငယ်လုံးနဲ့လေဝင်ပေါက်လေးတွေစနစ်တကျဖြစ်ပေါ်နေပါတယ်။ဒီအပေါက်လေးတွေကနေတဆင်အိုးထဲကရေဟာအပြင်ဘက်ကိုအမြဲတမ်းအငွေ့ပြန်နေပြီးအပူကိုစုပ်ယူသွားတာကြောင့်ရေခဲတစ်တာတွေကထုတ်ထားသလိုမျိုးတဘာဝအတိုင်းအေးစိမ့်နေတာဖြစ်ပါတယ်။ဒါအပြင်အိုးတစ်ကိုရေဆဆထည့်ခြင်းမှာထွက်ပေါ်လာတဲ့မြေနှံတင်းတင်းလေးဟာတခြားအိုးတွေမှာမရနိုင်တဲ့ရွာသားရအိုးရဲ့ကိုယ်ပိုင်ဟန်ပဲဖြစ်ပါတယ်။အိုးလုပ်ငန်းဟာရွာသားရသားတို့အတွက်စီးပွားရေးလုပ်ငန်းတစ်ခုတည်းမကပဲသူတို့ရဲ့ဘဝနဲ့စရိုက်ကိုဖော်ကျူးနေတဲ့အရာလည်းဖြစ်ပါတယ်။အိုးရိုက်တဲ့အတန်တွေဟာရွာရဲ့နက်နက်ခင်းတိုင်းမှာတေးဂီတာတစ်ခုလိုပဲ့တင်ထက်နေတတ်ပါတယ်။အဖိုးဖွားတွေကမြည်ဖြစ်သူတွေကိုလက်ဆင့်ကမ်းတင် जा ပေးရင်မိသားစုအလိုက်ဝမ်းဝန်းလောက်ကင်ကြတာဟာချစ်စရာကောင်းတဲ့ရိုးရာဓလေ့တစ်ခုပါ။ပူပြင်းတဲ့မီးဘိုဘေးမှာပင်ပင်ပန်းပန်းလောက်ကင်ရပေမဲ့အရေးသွေးကောင်းတဲ့အိုးတလုံးထွက်လာတိုင်းသူတို့ရဲ့မျက်နှာမှာဂုံယူဝမ်းမြောက်တဲ့အပြုံးတွေကိုမြင်တွေ့နိုင်ပါတယ်။ရွာသားရအိုးတလုံးရဲ့အပြင်ဘက်မျက်နှာပြင်ကိုကြည့်မယ်ဆိုရင်လက်ရသေးသက်ပြီးညင်ညာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာအိုးရိုက်တဲ့အဆင့်မှာအသုံးပြုတဲ့တစ်သားခက်ပြားနဲ့မြေလုံးလေးတွေရဲ့အားတွေမကပဲအိုးလုပ်ပညာရှင်ရဲ့လက်ချောင်းလေးတွေနဲ့စိတ်အာရုံစူးစီးမှုကြောင့်လည်းဖြစ်ပါတယ်။အိုးတလုံးချင်းစီကိုစက်ယုံထုတ်ပစ္စည်းတွေလိုပုံစံခွက်နဲ့လောင်းမထုတ်ဖဲလူကိုယ်တိုင်စိတ်ရှည်လက်ရှည်ပုံဖော်ရတာကြောင့်အိုးတိုင်းမှာဖန်တီးသူရဲ့ဝိညာဉ်နဲ့အမှုပညာလက်ရာတွေကိန်းအောင်နေပါတယ်။ဒီလိုအနုစိတ်တဲ့လုပ်ငန်းစဉ်တွေကြောင့်ပဲရွာသားရအိုးဟာမြမရိုးရာအသုံးဆောင်ပစ္စည်းတွေထဲမှာဂုံယူစရာပြကွက်တစ်ခုဖြစ်နေရတာပါရွာသားရကျေးရွာကထွက်ရှိတဲ့မြေတွေပစ္စည်းတွေဟာတောက်ရည်အိုးတွေမကပဲအမျိုးအစားစုံလင်လာပါတယ်ရှေးမှုမပြတ်ဟင်းချက်ရမှာသုံးတဲ့မြေအိုးတွေအလှဆင်ဖို့အတွက်ပုံစံအမျိုးမျိုးထုတ်လုပ်ထားတဲ့ပန်းအိုးတွေနဲ့ကလေးငယ်တွေအတွက်မြေစုဘူးလေးတွေအထိပါဝင်ပါတယ်ဒီပစ္စည်းတွေကိုဒေတာရင်းတွေမကပဲဝေးလံတဲ့မြို့ကြီးပြကြီးတွေစီအထိကုန်ကားကြီးတွေနဲ့တင်ပို့ကြသလိုအေယာဝတီမြစ်ကြောင်းတိုင်းမော်တော်လှေတွေနဲ့လည်းဖြန့်ချီကြပါတယ်။ရွာသားရအိုးဆိုတဲ့အမည်ဟာဝယ်ယူသူတွေအတွက်ယုံကြည်စိတ်ချရတဲ့အမှတ်တစိတ်တစ်ခုလိုဖြစ်နေပြီးအလှူအတန်းနဲ့ပွဲလန်းသဘင်တွေမှာအထူးတလဲမှားယူအသုံးပြုရတဲ့အထိနာမည်ကျော်ကြားပါတယ်။ဒီနေ့ခေတ်မှာစိန်ခေါ်မှုတွေများပြားလှပေမဲ့လည်းရွာသားရာကအိုးလုပ်ငန်းရှင်တွေဟာသူတို့ရဲ့ရိုးရာကိုလက်မလွတ်တမ်းစုပ်ကင်ထားကြဆဲဖြစ်ပါတယ်။
ကုန်ကျန်းတွေဈေးနှုန်းမြင့်တက်လာတာပလတ်စတစ်အသုံးဆောင်တွေလွှမ်းမိုးလာတာတွေရှိပေမဲ့မြေသားနဲ့ထိတွေ့ရတဲ့ဒီအလုပ်ပေါ်မှာသူတို့ဂုဏ်ယူနေကြစေဖြစ်ပါတယ်မြေကနေရွှေဖြစ်အောင်လုပ်တဲ့အတက်လို့တင်စားကြတဲ့အတိုင်းရိုးရိုးရွှွန့်မြေကိုအဖိုးတန်တဲ့အသုံးဆောင်တွေအဖြစ်ပြောင်းလဲပေးနေတဲ့သူတို့ရဲ့လက်မှုပညာဟာဒေတာရင်းစီးပွားရေးကိုလည်းအထောက်အကူပြုပေးနေပါတယ်။အနာဂတ်မှာရွာသားရအိုးလုပ်ငန်းဟာပြည်ရင်းဈေးကွက်တင်မကပဲကမ္ဘာလက်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လာဖို့မျှော်လင့်ချက်တွေရှိနေပါတယ်။ရိုးရလက်မှုပညာကိုအခြေခံတဲ့ခရီးသွားလုပ်ငန်းနဲ့ချိတ်ဆက်နိုင်ရင်ဒေသခံလူငယ်တွေအတွက်အလုပ်ကိုင်ခွင့်လန်းသစ်တွေရရှိလာမှာဖြစ်ပါတယ်။ခေတ်စနစ်တွေဘလို့ပင်ပြောင်းလဲလာပါစေရွာသားရဲ့နေအိုးလေးတွေကတော့နေရာဒေသအနှံ့မှာလူသားတွေရဲ့ရေးစားပြေဖို့နဲ့ဟင်းလျာတွေကောင်းမှုအတွက်ဆက်လက်အကျိုးပြုနေအောင်မှာဖြစ်ပါတယ်ရှင်။